စေလမျိုးတို့ဖို့ပြုတော်မူတော်မူတို့ကိုမသိတော့နောင်ကာလအမျိုးသားတို့ပေါ်လာကြ၏လို့ပြောတယ် Lai siang tuan bang chi yam chi le. Zo suat to akang khom mi te om non lo. Amao to thu chiam na anei nau athei lo khang thak te om khang to hi chi na. နောင်ကာလအမျိုးသားတို့ပေါ်လာတယ်ဆိုတဲ့အရာကမျိုးဆက်အသစ်တွေကိုပြောချင်တာဖြစ်တယ် Tua khang thak thu chiam anei nau athei lo khang thak achi tak chiang ni na. Amao I bang chi suan akha te again non. အဲဂရုပြည်မှာဖြစ်ပျက်တဲ့ဖြစ်ကက်တွေလည်းမသိတော့ဘူးတောထဲမှာအနှစ်40လေတုန်းကဘုရားခင်ပို့ဆောင်ခဲ့တဲ့အမှုတွေကိုလည်းမသိတော့ဘူးယော်ဒန်ပြစ်ကြီးကိုကူးခဲ့တာလို့အေရုံပင်လေးဖြတ်ခဲ့တာလို့မန္နမုတ်စားခဲ့တာလို့မသိတဲ့မျိုးဆက်တစ်ခုပေါ်လာတယ် Isip gam sunga asaltan nau athei lo. Ko hi tak chiang ina zoran gun bang chi kan chi kong athei lo. Senel gam sunga kum som li ton tung bang chi bangin nungta pasian in bang nalam nang bol chi athei lo kham thak te again no ei. ဆိုတော့ဒီဘာမှမသိတော့တဲ့မျိုးဆက်တစ်ခုပေါ်လာတဲ့အခါမှာသာရဘုရားကိုစွန့်တယ်အခြားဘုရားတွေကိုကိုးကွယ်လာကြတယ် Bang athei lo pasian om pina nang athei lo mi te om khan tak chiang ina tua anungta pasian nu sia ina pasian nang te om biao hi. ဒီကျမ်းစာကိုဖတ်တဲ့အခါမှာကျွန်တော်စဉ်းစားမိတယ် Tu ni hi lai san do ka sin tak chiang ina ka ngai sut thak kha ni. ကျွန်တော်တို့တွေမြန်မာပြည်ကထွက်လာကြတယ်မလေးရှားမှာနှစ်တော်ကြာနေခဲ့ကြတယ် Kol gam pa ina pai khia ina Malaysia bang sa hiam khat iyo ni. မလေးရှားမှာကျွန်တော်တို့ကြုံခဲ့ရတဲ့ဒုက္ခတွေခက်ခဲတွေအစင်မပြေမှုတွေဖျားနဲ့တွာလာခဲ့တာတွေကျွန်တော်တို့တတိယကြမှာပါ Malaysia haksan na ituang nate itua hak chu tuam tuam te mangil lo ding hi ha hok ton tum ding hi ha ဆိုတော့ကျွန်တော်တို့မလေးရှားမှာဆိုရင်ကျွန်တော်တို့ညတကောင်12နာရီဖျားရှိကိုလည်းလူပြည့်ပဲ Malaysia kom lai na za som le ni na biak ina pasien ka biak u hang ina mi adim ina om le le hi ဒါပေမဲ့ USA ရောက်လာတဲ့အခါ hi USA katun tak chiang ina မလေးရှားမှာကျွန်တော်တို့ဖျားနဲ့တွာလာခဲ့သလောက်ကျွန်တော်တို့မတွာလာချင်ကြတော့ဘူး Malaysia pasien to ikinai sa pasien tu ilungkul sa ina hi USA tu bang ina ilung ta zaunon ke hi ဒါတော့မျိုးဆက်မပြောင်းနေဘူး tua na ngon kham thak ki lai nai lo ei kham ong akham ki bang lai hi တကယ်လို့များကျွန်တော်တို့ဖျားနဲ့တွာလာပြီးဖျားခင်ပို့ဆောင်ခဲ့တဲ့ဒီ USA ခရီးစဉ်ကိုမသိတော့တဲ့မျိုးဆက်တစ်ခုရောက်လာခဲ့ရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲ Azen ina Malaysia inung taghan itwa khaksan na te athei lo pasien ong biak thu pa te ong pina te athei lo kham thak te ong tung zen le bang si bang ina dong ta di ya ဒီနေ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကကျွန်တော်တို့အဖေအမေဘိုးဘွားတွေရဲ့ယုံကြည်ခြင်းကိုကျွန်တော်တို့လက်ဆင့်ကမ်းလာခဲ့တာဖြစ်တယ် tu ni na ayum na song inui pa te ikui pa te kham pa ni na akinga to na ahi တော့ကျွန်တော်တို့ရဲ့မျိုးဆက်တစ်တွေကိုကျွန်တော်တို့ယုံကြည်ခြင်းကိုလက်ဆင့်ကမ်းမလားမကမ်းဘူးလားဆိုတာကျွန်တော်တို့စီမှာရွေးချယ်ဖို့ဖြစ်တယ် tu le ei no ma ong zui ding iswan I khak te na ei ong et te ka khiam ai ke le ei na bang ina na ong le ching ding ina ingai sin din ben da pi dai chu bi ဤဒေလာတွေကသူတို့ရဲ့ယုံကြည်ခြင်းကိုမျိုးဆက်တစ်တွေအပေါ်မှာလက်ဆင့်မကမ်းပေးနိုင်တဲ့အခါမှာထာဝရဘုရားလမ်းကြောင်းကနေလွဲပြီးတော့အခြားဘက်ရဲ့နောက်လိုက်သွားကြတယ်ဆိုတာတွေ့ရတယ် Israel mi te na amao iswan le khak te tunga na lai gil anei sak zolo manina pasien anung ta pasien nu sia ina pasien dang biao hi chi ben ki ကျွန်တော်ရဲ့မျိုးဆက်တစ်တွေကိုကျွန်တော်ရဲ့ယုံကြည်ခြင်းတွေလက်ဆင့်ကမ်းဖို့ရန်ကျွန်တော်တို့မှာတာဝန်ရှိတယ် ei na zong itate na out thei na dingin ei bangin anung ta pasien out thei na ding ben ei tawan a hi နေညာဆရာဆောင်ခံတရားဟောတဲ့ထဲမှာယေဘရဟိအေလီအကြောင်းပါ hi